အားလုံးပဲမင်္ဂလာပါ MC Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Malta ဆိုတဲ့ကျွန်းနိုင်ငံငယ်လေးထဲမှာ Holy တကြောနာမည်ကြီးခဲ့တဲ့အသက်8နှစ်အရွယ်ကောင်လေးအသက်ခံခဲ့ရတဲ့မှုခင်းကိုပြပြပေးချင်ပါတယ်ကျွန်တော်မှုခင်းကိုစမပြောခင်မှာကျွန်တော်တို့20ရာစုအလယ်ပိုင်းကအဖြစ်အပျက်တစ်ခုကိုလေ့လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့မြေထဲပြင်လယ်ထဲက Malta နိုင်ငံရဲ့အကြောင်းအနည်းငယ်ရင်ပြောပြပေးချင်ပါတယ်မော်တာဆိုတာကမြေထဲပြင်လယ်အလယ်ပိုင်းဆီဇလီကျွန်းနဲ့မြောက်အာဖရိကကမ်းရိုးတန်းကြားမှာတည်ရှိတဲ့ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ကျွယ်ဝတဲ့သမိုင်းကြောင်းတွေရှိပြီးတော့တာယာလှပတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။1813ခုနှစ်မှာမော်တာကဗြိတိရှကိုလိုနီတစ်ခုဖြစ်လာခဲ့ပြီးတော့ဗြိတိရှမြေထဲပြင်လယ်ရေတပ်စုရဲ့ဌာနချုပ်လည်းဖြစ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာတော့မော်တာဟာဝင်ရိုးတန်းနိုင်ငံတွေရဲ့ဝန်းရံပိတ်ဆို့မှုကိုခံခဲ့ရပြီးတော့မဟာမိတ်တပ်ပေါင်းစုတွေအတွက်အရေးပါတဲ့စစ်စင်ရေးအခြေစိုက်စခန်းတစ်ခုဖြစ်ခဲ့ပါတယ်။အလွန်အမြင့်အန္တရာယ်ရှိတဲ့အခြေအနေတွေကြားထဲကနေပြသခဲ့တဲ့အကြီးမားဆုံးသောသူရဲကောင်းပီတာမှုထင်ရှားလာတဲ့တတိပြတ်တိတွေအတွက်ပေးအပ်လေးရှိတဲ့ George ချက်ချေခတ်တဲ့စိတ်ကို6ရောက်မြောက်ဘုရင်ကြီး George VI ကမော်တာကျွန်းသူကျွန်းသားတွေကိုဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ဒီစုတစိတ်ကိုမော်တာဘရင်ခံဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဆာဝီလန်ဒေါ့ဖီထံပေးပို့တဲ့စာလွှာတွေနဲ့အတူပေးအပ်ခဲ့တာဖြစ်ပါတယ်။ဘရင်ကြီး George ကဒီစုတစိတ်ကိုဒုတိယကမ္ဘာစစ်အစောပိုင်းကာလမှာမော်တာပြည်သူပြည်သားတွေတွေ့ကြုံခဲ့ရတဲ့ကြီးမားတဲ့ဝန်းရံပိတ်ဆို့မှုတွေအတွင်းသူတို့ရဲ့သူရဲကောင်းပီတာမှုနဲ့တစ္ဆာဆောင်တည်မှုတို့ကိုတက်တည်ထူရန်အတွက်ပေးအပ်ခြင်းဖြစ်ကြောင်းရေးသားခဲ့ပါတယ်။1960ပြည့်နှစ်အစောပိုင်းမှာမော်တာကဗြိတိရှအင်ပါယာရဲ့အစိတ်ပိုင်းအဖြစ်ရှိနေသေးပေမဲ့လည်း1964ခုနှစ်မှာတော့လွတ်လပ်တဲ့သမ္မတနိုင်ငံဖြစ်လာခဲ့ပါတယ်။မော်တာရဲ့အကြီးဆုံးမြို့ကဗလက်တာဖြစ်ပြီးတော့ဥရောပမှာအသေးဆုံးသောမြို့တော်များထဲမှာတစ်ခုဖြစ်ပါတယ်။အဲ့ဒီမြို့ကယင်းနှိကျွမ်းဝင်မှုတွေရှိတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့လူတိုင်းကတဦးနဲ့တဦးရဲ့ကိစ္စအဝဝကိုသိရှိနေကြသလိုရှိပေမဲ့လည်းတစ်ဖက်မှာအလွန်ပင်ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုလည်းဖြစ်နေပြန်ပါတယ်။နှစ်ပေါင်းများစွာတိုင်အောင်ကျင်းမြောင်းတဲ့လမ်းမတွေတလျှောက်အံ့ဩဖွယ်ရာဘာရက်ပြည်သူကလက်ရာတွေနဲ့စုံလင်လှပမှုတွေကဗြိတိရှပြင်သစ်နဲ့အီတလီတွေရဲ့လွှမ်းမိုးမှုတွေပြင်းထန်စွာပါဝင်နေပြီးအထူးပင်ဆွဲလန်းစေတဲ့နေရာလည်းဖြစ်ပါတယ်။1960ပြည့်နှစ်ဩဂုတ်လ23ရက်အင်္ဂါနေ့ဟာမော်တာရဲ့ပုံမှန်တိုင်းပဲပူနွေးတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။နေဝင်ရိုးရီအချိန်ရဲ့အေးမြမှုကနေကင်းဖက်အပူရှင်ကနေပြီးတော့တက်တာရရစေပြီးတော့မြို့ခံတွေကသူတို့ရဲ့ညနေခင်းပုံမှန်လုပ်ငန်းဆောင်တာတွေကိုလုပ်ကိုင်နေကြပါတယ်။ဗလက်တာမြို့ရဲ့လမ်းမကြီးနဲ့ခက်လန်းလန်းမှာရှိနေတဲ့တိုက်ခန်းအသေးလေးတစ်ခုမှာဂျီဂျီယာနဲ့လီလီကာမလဲရီတို့အတူနေထိုင်ပါတယ်။သူတို့ကအလွန်ပင်ရိုးရှင်းတဲ့ဘဝနဲ့နေထိုင်ဖြတ်တန်းနေကြသူတွေလည်းဖြစ်ပါတယ်။ဇနီးဂျီဂျီယာမှာအရင်အိမ်ထောင်နဲ့ရရှိခဲ့တဲ့သားသမီး2ဦးရှိပါတယ်။အသက်8နှစ်အရွယ်ချွာနီလို့လူသိများတဲ့အန်တိုနီနဲ့အသက်9နှစ်အရွယ်ခါမန်တို့ဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံမှာလည်းကိုပိုင်သားသမီးအဖြစ်အသက်3နှစ်သာရှိသေးတဲ့မာသစ်လို့အမည်ရတဲ့ကလေးတူရှိပါတယ်။ဇနီးဂျီဂျီယာကအပင်ထွက်ပြက်လို့မလုပ်ဘဲနဲ့အိမ်မှာပဲကလေးတွေကိုပြုစုစောင့်ရှောက်နေလေးရှိတဲ့သူပဲဖြစ်တယ်။ခင်ပွန်းလီလီကတော့ HMS Anglo တင်ပေါ်ပေါ်မှာဦးဆောင်ရေးကျောင်းအင်ဂျင်နီယာတူအဖြစ်အလုပ်လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။သူတို့ရဲ့သားကြီးဖြစ်တဲ့ထွာနီကအေးအေးဆေးဆေးတည်ငြိမ်တဲ့သူဖြစ်ပြီးတော့ထက်မြက်တဲ့ကောင်လေးအဖြစ်လူသိများတဲ့သူဖြစ်ပါတယ်။သူကရီရီမောမောနေတတ်ပြီးတော့ဒေတာခန်ကျောင်းမှာရှိတဲ့လူတိုင်းနဲ့လည်းအဆင်ပြေပုံရတဲ့ကလေးဖြစ်ပါတယ်။သူကအတန်းထဲမှာထူးချွန်ပြီးတော့အင်စာတွေကိုလည်းအမြဲပြီးလုပ်လေးရှိပြီးတော့ခက်ခဲတဲ့မေးခွန်းတွေကိုလည်းများတော့အဖြစ်မှန်ကန်စွာလင်းလင်းမြန်မြန်ဖြေဆိုနိုင်တဲ့သူဖြစ်ပါတယ်။ပုံမှန်အတိုင်းဖြစ်နေတဲ့အင်္ဂါနေ့ညနေ9:40မိနစ်ခန့်မှာလမ်းမပေါ်မှာလမ်းလျှောက်နေတဲ့ဒေတာခန်ရဲရရှိသူထံကိုထိတ်လန့်တုန်လှုပ်နေတဲ့လူတစ်ယောက်ချင်းကပ်လာခဲ့ပါတယ်။သူရှိုက်ကြီးတငယ်ငိုနေတဲ့အတွက်ကြောင့်မလို့သူပြောပြဖို့ရန်စူးစမ်းနေတဲ့စကားလုံးတွေကမပီမတဖြစ်နေခဲ့ပါတယ်။သူပြောတဲ့အထဲမှာကောင်လေးတစ်ယောက်ဝရန်တာကနေအောက်ကိုပြုတ်ကျသွားလို့ပါ။သူတေသွားပြီလို့ထင်တယ်ဆိုပြီးတော့အဲ့လူကဆိုပါတယ်။ရဲရရှိကအဲ့ဒီအိမ်ရှိရာကိုအမြန်ပြေးပြီးသွားကြည့်ပေမဲ့လည်းဘာမှမတွေ့ခဲ့ပါဘူး။အဲ့လိုနဲ့သူကအိမ်အပေါ်ကိုဝေးဝိုက်နေတဲ့လေကတစ်အတိုင်းတက်သွားပြီးတော့တိုက်ခန်းထဲကိုဝင်လိုက်တဲ့အခါမှာချက်ချင်းပဲတိတ်ဆိတ်မှုတွေကသူ့ကိုစိတ်ကနေလွမ်းခြုံသွားခဲ့ပါတယ်။မင်းဖို့ကြောင့်ကိုဝင်သွားကြည့်တဲ့အခါမှာကျန်းပြင်ပေါ်မှာကောင်လေးတယောက်လဲလျောင်းတိတ်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။သူဟာဒီဖြစ်ရပ်ကိုနောက်ပိုင်းမှာ
ရဲအရာရှိတွေကြုံတွေ့ခဲ့သမျှထဲမှာဆက်ဆုပ်ကြောက်ရွံ့ဖွယ်အဖြစ်အဆုံးအခင်းဖြစ်ပွားရာနေရာအဖြစ်ဖော်ပြခဲ့ပါတယ်။တေဆုံးသူကအသက်8နှစ်အရွယ်ထွာနီအကီလီနာဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။သူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်ကမိခင်ဝမ်းပိုက်အတွင်းမှာရှိနေတဲ့တသေးသားလိုမျိုးကွေးကွေးလေးဖြစ်နေခဲ့ပါတယ်။သူ့ရဲ့ပိန်လီနေတဲ့လက်မောင်းတွေကလည်းသူ့ရဲ့ဦးခေါင်းခွန်ကိုကာကွယ်ထားတဲ့ပုံစံခေါင်းကိုပိုက်လက်သားရှိနေပြီးတော့သူဟာသူ့ရဲ့သွေးအိုင်ထဲမှာပဲလဲလျောင်းပြီးတော့ရှိနေခဲ့တာဖြစ်ပါတယ်။ရဲအရာရှိတွေကအနီးကပ်စစ်ဆေးကြည့်တဲ့အခါမှာကြောက်မက်ဖွယ်ကောင်းလောက်အောင်ပဲသူ့ရဲ့ခေါင်းကခန္ဓာကိုယ်နဲ့ပါးလွှာတဲ့အသားအစအကြောစအချို့တွေနဲ့ဆက်နေတဲ့အနေအထားဖြစ်နေခဲ့ပါတယ်။သူ့ရဲ့လည်ပင်းကတိကနေအဖြတ်ခံထားရပြီးတော့ခေါင်းမှာလည်းတပိုင်းတစပြတ်တောက်နေတဲ့ထိတ်လန့်ဖွယ်ရာအခြေအနေဖြစ်နေခဲ့တာပါ။သူ့ရဲ့ခန္ဓာကိုယ်ကိုထိတွေ့ကြည့်တဲ့အခါမှာအပူချိန်ကလုံးဝရှိမနေတော့ပါဘူး။ဒါကြောင့်သူသေဆုံးနေခဲ့တာအတော်တန်ကြာပြီလို့ရဲတွေကယူဆခဲ့ပါတယ်။ကောင်လေးရဲ့မိခင်နဲ့ပထွေးဖြစ်သူတို့ကတိုက်ခန်းရဲ့အရှိတကားဝမှာငိုကြွေးအော်ဟစ်နေပြီးတော့အလွန်မြင့်စိတ်မချမ်းမသာဖြစ်နေခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေကိုချက်ချင်းစတင်ခဲ့ပြီးတော့အိမ်နဲ့ပတ်ဝန်းကျင်ဒေသတွေကတပ်တဲ့အထောက်အထားတွေကိုပါစုဆောင်းခဲ့ကြပါတယ်။ဒီအတော့တွင်အာယုံတက်ချိန်ကိုရောက်လာတဲ့အခါမှာအပြစ်မဲ့တဲ့အသက်8နှစ်အရွယ်ကောင်လေးတစ်ယောက်အသက်ခံခဲ့ရတဲ့တဲ့င်းကမော်တာတကြွန်းလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။သူတို့ရဲ့အေးချမ်းသာရတဲ့ရက်ကွက်အတွင်းမှာဒီလိုရာဇဝတ်မှုမျိုးဖြစ်ပွားရတယ်ဆိုတဲ့အချက်အပေါ်မှာဒေသခံတွေကအလွန်မြင့်ဒေါသထွက်ပြီးတော့ဆက်ဆုပ်ယွန်ရှာခဲ့ကြပါတယ်။မကြာမီမှာပဲလူအများရဲ့အာယုံစိုက်မှုတွေကထွာနီရဲ့မိခင်နဲ့ပထွေးပစ်သူတို့အပေါ်ကိုကြားရောက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ဦးကိုစစ်ဆေးမေးမြန်းဖို့ရန်အတွက်ခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ဦးစလုံးကပတ်သက်မှုလုံးဝမရှိကြောင်းချက်ချင်းငင်းဆိုခဲ့ကြပါတယ်။လယ်လီကသူဟာအပြင်မှာကိစ္စတစ်ခုရှိလို့တွားနေခဲ့တယ်လို့ထွက်ဆိုခဲ့ပြီးတော့ဂျီဂျီယာကလည်းသူမကအိမ်ရဲ့လမ်းခွဲမှာရှိတဲ့နေရာတစ်ခုမှာသမီးဖြစ်သူတွေနဲ့အတူတမ်ဘိုလာကစားနေခဲ့ကြောင်းဒီကိစ္စမှာလုံးဝပါဝင်ပတ်သက်မှုမရှိကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေတိုးမြင့်လာတာနဲ့အမျှအမှုကိုအမြန်ဖော်ထုတ်ပေးဖို့ရန်အတွက်လူထုရဲ့ဖိအားတွေကလည်းမြင့်တက်လာခဲ့ပါတယ်။အပြစ်မဲ့ကလေးငယ်သူဦးကိုတပ်ဖြတ်တဲ့အမှုမှာပြစ်ဒဏ်မခံရဘဲကြံရစ်နေမှာကိုလူထုကလက်မခံနိုင်ကြပါဘူး။အဲ့ဒီအချိန်တုန်းကမော်တာနိုင်ငံကဗြိတိရှ်အင်ပါယာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေစေဖြစ်တဲ့အတွက်ကြောင့်မလို့စုံစမ်းစစ်ဆေးမှုကိုအထောက်အကူပြုဖို့ရန်နဲ့တရားခံတွေကိုတရားဥပဒေရှင်းမှောက်ကိုပို့ဆောင်နိုင်ဖို့မျှော်လင့်ချက်နဲ့စကော့တလန်ကနေမှစုံထောက်တွေကိုဆင့်ခေါ်ခဲ့ကြပါတယ်။သူတို့ရောက်ရှိလာတဲ့အခါမှာအခြားရာဇဝတ်မှုအများစုတွေလိုပဲပထမဆုံးအနေနဲ့မိသားစုအပေါ်မှာအာရုံစိုက်ခဲ့ကြပါတယ်။သူတို့ဟာဂျီဂျီယာနဲ့လယ်လီတို့ပေးထားတဲ့ထွက်ဆိုချက်တွေကိုအသေးစိတ်ပြန်လည်စစ်ဆေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းသူတို့ကအပြည့်အဝတရားစွဲဆိုနိုင်ဖို့ရန်အတွက်နောက်ထပ်သက်သေအထောက်အထားတွေလိုအပ်နေစေပဲဖြစ်ပါတယ်။ဒီလိုနဲ့မကြာမီမှာပဲဗလာတာမြို့ကတိတ်ဆိတ်အေးချမ်းမှုတွေပြန်လည်ဆိုးမိုးလာခဲ့ပေမဲ့လည်းမြို့ခံတွေကအဲ့ဒီဩဂုတ်လကဖြစ်ရပ်တွေကြောင့်မလို့ထိတ်လန့်နေကြစေပဲဖြစ်ပါတယ်။ဒါပေမဲ့1960ပြည့်နှစ်နိုဝင်ဘာလ3ရက်နေ့နေဝင်ချိန်မှာသတင်းတစ်ခုရောက်ရှိလာတဲ့အခါမှာတော့လူအများကိုထပ်မံတုန်လှုပ်စေခဲ့ပြန်ပါတယ်။အဲ့ဒါကတော့ထွာနီရဲ့မိခင်ဂျီဂျီယာနဲ့ပထွေးပစ်သူလယ်လီတို့ကိုထွာနီကိုတပ်ဖြတ်ခဲ့တဲ့အမှုနဲ့ဖမ်းဆီးတရားစွဲဆိုလိုက်ပြီးဆိုတဲ့သတင်းကြောင့်ပဲဖြစ်တယ်။ရုံးတင်စစ်ဆေးမှုကို1963ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာစတင်ခဲ့ပြီးတော့မော်တာတနိုင်ငံလုံးကိုဟိုးလေးတကြောဖြစ်သွားစေခဲ့ပြန်ပါတယ်။ဘာလို့လဲဆိုတော့ရုံးတင်စစ်ဆေးနေစဉ်အတွင်းမှာထွက်ပေါ်လာတဲ့ရာဇဝတ်မှုရဲ့ရက်ဆက်ကြမ်းကြုတ်ပုံအသေးစိတ်အချက်လက်တွေနဲ့ထွာနီမသေးဆုံးမီကဖြတ်တန်းခဲ့ရတဲ့ဘဝအကြောင်းတွေဟာအေးချမ်းလာတဲ့သူတို့နိုင်ငံကိုပုံမထိတ်လန့်သွားစေလိုပဲဖြစ်တယ်။တရားလိုဘက်ကတပ်သေးပေါင်း100ကျော်ကိုခေါ်ယူစစ်ဆေးခဲ့ပြီးတဲ့နောက်မှာထွာနီကသူ့ရဲ့တူတောင်းလာတဲ့10နှစ်တာတပ်တန်းအတွင်းနာကျင်ခံစားခဲ့ရတဲ့ပုံရိပ်တွေဟာတဖြည်းဖြည်းပေါ်ပေါက်လာခဲ့ပါတယ်။သူ့အမေကြီးကြီးဟာလူထုကယုံကြည်လက်ခံထားတဲ့ချစ်ခင်ကျင်နာတတ်တဲ့သားအတွက်ပူဆွေးနေတဲ့မိခင်တူနဲ့လာမှမသက်ဆိုင်ပဲနဲ့လယ်လီဟာလည်းကြံရပါယုံတာမကပဲနဲ့ထွာနီခံစားနေခဲ့ရတဲ့နာကျင်မှုနဲ့ဆင်းရဲဒုက္ခတွေမှာကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်နေသူဖြစ်ကြောင်းပေါ်ထွက်လာခဲ့ပါတယ်။ထွာနီရဲ့ဘဝကပျော်ရွှင်ချမ်းမြေ့မှုနဲ့အလံဝေးခဲ့ပါတယ်။သူ့ရဲ့မိခင်ကအိမ်မှာအပင်းထူနေတဲ့အချိန်သူ့သားထွာနီက
အိမ်တန့်ရှင်းရေးတွေလုပ်တာကျန်းတိုက်တာတွေအပြင်အဝတ်အထည်တွေကိုလက်နဲ့ရှော့ဖွတ်တဲ့အလုပ်တွေကိုပါလုပ်ကင်ခဲ့ရပါတယ်အမားယွန်းတစ်ခုခုလုံးမိတာဒါမှမဟုတ်ညီးသွားမိလို့ရှိရင်ရဲဆက်ဆက်အရက်ခံရမှာကိုကြောက်ရွံ့တဲ့အတွက်ဒီလိုအလုပ်တွေကိုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်တကယ်ကတော့သူဟာအရက်ခံရဖို့အတွက်သုံးစုံတရားမားယွန်းဖို့တော့မလိုအပ်ခဲ့ပါဘူးအနှိမ့်ဆက်ခံရတာတွေကသူ့ရဲ့နေ့စဉ်ဘဝမှာရိုးအီနေတဲ့အရာဖြစ်လို့နေခဲ့ပါတယ်သူ့ကိုအချစ်ဆုံးနဲ့အပြုစုရဆုံးဖြစ်ရမယ်သူ့ရဲ့မိခင်နဲ့ပထွေးတို့လက်ထဲမှာထွာနီခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကိုရုံးတင်စစ်ဆေးနေစဉ်ကပြောပြခဲ့တဲ့ဖြစ်ရပ်တစ်ခုနဲ့အကောင်းဆုံးရှင်းပြနိုင်ခဲ့ပါတယ်သူ့ရဲ့သားထွာနီကဆရာတဦးစီကနေရောသူ့ရဲ့မိဘတွေစီကနေပါအကျွေးစားတချို့ခိုးယူခဲ့ပူပါတယ်သူကနောင်တရတဲ့အကြားမှာပဲအဲ့ဒီအကျွေးစေတွေကိုအသုံးပြုပြီးတော့မှုတ်ဝဲစားပစ်ခဲ့ပါတယ်နောက်ပိုင်းမှာသူကအဲ့လိုခိုးယူခဲ့မိတဲ့အကြောင်းကိုသူ့ရဲ့ဆရာမထံဝန်ခံခဲ့ပါတယ်။ဆရာမဖြစ်တဲ့သူကလည်းစိတ်မဆိုးတဲ့အပြင်ကောင်လေးကိုခိုးတာနဲ့ပတ်သက်ပြီးအမှန်တရားပြောဆိုဖို့ရန်နဲ့နောင်တရပြီးတော့နောက်ထပ်မလုပ်ဖို့တွေတင် जा ပေးဖို့ရန်အတွက်ဒီခိုးတာကိုဥပမာယူပြီးတော့အခွင့်အရေးတစ်ခုအနေနဲ့အသုံးချခဲ့ပါတယ်။ဒါပေမဲ့ဆရာမကထွာနီအနေနဲ့သူမထံကနေသင်ခန်းစာရရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုထပ်မရိုက်ဖို့ရန်နဲ့မိခင်နဲ့ပထွေးဖြစ်သူတို့ကိုတောင်းဆိုပြီးတော့ဒီအကြောင်းကိုပြပြခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့ကအလွန်မြင့်ဒေါသထွက်ခဲ့ကြပါတယ်။သူတို့ဟာထွာနီကိုဂရင်မာကျိုးချီပြီးတော့ဒုံနဲ့ရိုက်နှက်ပြီး secret မီးတွေနဲ့အရေးပြားတွေကိုတို့ပြီးနာကျင်အောင်လုပ်ခဲ့ကြပါတယ်။သူခံစားနေရတာကိုအားမရသေးပဲနဲ့သူ့ကိုဝရန်ဒါလက်ရမ်းမှာထပ်မံချီနှောင်ပြီးတော့တတိလစ်သွားတဲ့အထီကိုမှ secret မီးတွေနဲ့ဆက်တိုက်ထိုးခဲ့ကြပါတယ်။အိမ်နီးချင်းတူကလေလီကိုရက်တန့်ပေးဖို့ရန်တောင်းပန်တဲ့အခါကျမှထွန်နီကိုဝရန်ဒါလက်ရန်ကနေပြီးတော့ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ထွန်နီចောင်းသက်နေစဉ်အတွင်းမှာလည်းသူ့ရဲ့အရေးပြားပုံမှာတွေ့ရှိခဲ့ရတဲ့မီးလောင်တန်ရာတွေနဲ့ဖူးရောင်နေတဲ့တန်ရာတွေအကြောင်းကိုဆီယာမတွေကလည်းထွက်ဆိုပေးခဲ့ကြပါတယ်။သူဟာဒီတန်ရာတွေကိုအဝတ်စားတွေနဲ့ဖုံးကွယ်ဖို့ရန်စူးစမ်းလေးရှိပြီးတော့မေးမြန်းတဲ့အခါမှာလည်းဒီတန်ရာတွေမရှိကြောင်းညင်းဆိုလေးရှိပါတယ်။သူ့ရဲ့နေ့လည်စာတွေကလည်းများတော့အဖြစ်မိုတက်နေတဲ့အစားအစာတွေဖြစ်တတ်ပါတယ်။တခါတလေဆိုလို့ရှိရင်လုံးဝမပါလာတာမျိုးတောင်ရှိခဲ့ပါတယ်။ရုပ်ပိုင်းဆိုင်ရာအရာလည်းသူ့ကိုအားနည်းပြီးပိန်လှန်နေတဲ့သူအဖြစ်ဖော်ပြခဲ့ကြပါသေးတယ်။စုံစမ်းစစ်ဆေးမှုရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ထွာနီတိတ်ဆုံးခဲ့ရတဲ့အကြောင်းရင်းကိုအတည်ပြုဖို့ရန်တရားရုံးကခန့်အပ်ထားတဲ့ဆရာဝန်တွေကရုပ်လောင်းကိုစစ်ဆေးခဲ့ကြပါတယ်။ကနဦးစစ်ဆေးချက်တွေအရသူဟာညနေ9:30မိနစ်နဲ့6:30မိနစ်ကြားမှာအသက်ခံခဲ့ရခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့လည်းသူတိတ်ဆုံးပြီးတနာရီကျော်ကြာမြင့်တဲ့အထိတိုင်အောင်ဘယ်သူမှအကူအညီတောင်းခံခဲ့ခြင်းမရှိခဲ့ကြပါဘူး။ဒုတိယအကြိမ်ရင်ခွဲစစ်ဆေးချက်တွေအရဦးကောင်းဟာတပိုင်းတစပြတ်တောက်နေုံတာမကပဲသူ့ရဲ့ဦးကောင်းခွအနောက်ဘက်မှာပါနှက်ဆိုင်နဲ့ပြတ်ရှဒဏ်ရာတွေရှိနေကြောင်းတွေ့ရှိခဲ့ပါတယ်။အဲ့ဒီဒဏ်ရာတွေဟာသူ့ရဲ့လယ်ပင်ကိုမလီးဖြတ်မီနိုင်ပိုင်းအလုံးမှာသူ့ကိုရိုက်နှက်ဖို့အသုံးပြုခဲ့တဲ့တကားချက်တိုင် dead ball ကြောင့်ရရှိခဲ့တယ်ဆိုတာထင်ရှားနေခဲ့ပါတယ်။ဒီလိုရဲ့ဆက်ဆက်အရိုက်နှက်ခံရနေစဉ်အတွင်းမှာထွာနီတယောက်ကတတိရှိနေသေးခြင်းရှိမရှိကိုမသိရပေမဲ့လည်းသူ့ရဲ့နှလုံးအခန်းကန့်တွေမှာသွေးစင်ကြေနေပြီဖြစ်ကြောင်းဆရာဝန်တွေကအတည်ပြုနိုင်ခဲ့ပါတယ်။ဆိုလိုတာကသူ့ရဲ့လယ်ပင်ကိုလီးဖြတ်နေတဲ့အချိန်မှာသူဟာအသက်ရှိနေသေးပဲဖြစ်နေခဲ့တာပါ။ထွန်နီတိတ်ဆုံးခဲ့တဲ့နေရာတစ်ဝိုက်မှာလက်ပွေရာတွေနဲ့သူ့ရဲ့အုံနောက်အစအနာတချို့တွေကိုပါတွေ့ရှိခဲ့ရသလိုအိမ်အပြင်ဘက်မှာရှိတဲ့အများသုံးစင်ကြံလန်းနဲ့တိုက်ခန်းကိုတက်သွားတဲ့လက်ကတစ်တွေပေါ်မှာပါတွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့လည်းထွန်နီကိုအသက်ဆုံးရှုံးစေခဲ့တဲ့ဒီလိုတိုက်ခိုက်မှုကိုကိုယ်တိုင်မြင်တွေ့ခဲ့တဲ့သူတဦးတယောက်မှရှိမနေခဲ့ပါဘူး။စုံစမ်းစစ်ဆေးသူတွေကဒီထိတ်လန့်ဖွယ်ကောင်းတဲ့နေ့ရဲ့ဖြစ်နိုင်ခြေရှိတဲ့အဖြစ်အပျက်တွေကိုစူးစီးခဲ့ကြပါတယ်။ထွန်နီနေထိုင်တဲ့တိုက်ခန်းရဲ့ဘေးမှာနေထိုင်တဲ့ကလေးတဦးကအဲ့ဒီနေ့အများသုံး area အတွင်းမှာထွန်နီငိုယိုတန်ကိုကြားခဲ့ရတယ်လို့ဆိုပါတယ်။သူမကတီးလို့စိတ်နဲ့ဘာဖြစ်နေရလဲဆိုတာကိုချောင်းကြည့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထွန်နီတယောက်ကလေကတစ်ကနေပြုတ်ကျသွားတာကိုသူမမြင်တွေ့ခဲ့လိုက်ရပါတယ်။ပြီးနောက်မှာချက်ချင်းပဲသူမရဲ့မိခင်ကသူမကိုဆွဲခေါ်သွားပြီးတော့သူမရဲ့ညီမငယ်နဲ့အတူအဆောက်အုံအပြင်ပကိုထွက်ခွာသွားခဲ့ကြပါတယ်။ထွန်နီဟာလေကားခြေရင်းမှာလဲကျနေတဲ့ချိန်သူ့ရဲ့ကိုယ်ပေါ်ကနေကြော်ခွသွားခဲ့ရတာကိုသူမကကောင်းကောင်းမမိနေတယ်လို့ရဲတွေရှိမှထွက်ဆိုခဲ့ပါတယ်
ဒါပေမဲ့လည်းအဲ့ဒီမိန်းကလေးရဲ့မိခင်ကတော့အဲ့ဒီနေ့ကသူမရဲ့ကလေးတွေအိမ်ပေါ်မှာပဲရှိနေပြီးတော့သူမကပဲအပြင်မှာရှိနေခဲ့တယ်ဆိုပြီးအခိုင်အမာပြောဆိုခဲ့ပါတယ်။အဲ့ဒီမိခင်ရဲ့ထွက်ဆိုချက်တွေကအကြိမ်ကြိမ်ပြောင်းလဲနေခဲ့တာကြောင့်သူမရဲ့ထွက်ဆိုချက်အပေါ်ယုံကြည်စိတ်ချရမှုကမေးခွန်းထုတ်စရာဖြစ်စေခဲ့ပါတယ်။နောက်ထပ်အိမ်နီးချင်းတဦးဖြစ်သူအသက်14နှစ်အရွယ်ကောင်လေးတဦးကလည်းသူအိမ်ပြန်လာပြီးတိုက်ခန်းစီကိုလေကားတိုင်းတက်လာတဲ့အချိန်မှာဂျီဂျာကလှုပ်ရှားမှုမရှိတော့တဲ့ထွာနီကိုပွေ့ချီထားတာကိုတွေ့ခဲ့ရကြောင်းဆိုပါတယ်။သူကအဲ့ဒါကိုတိတ်တတိမထားမိပဲအပြင်ကိုပြန်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဒုတိယအကြိမ်အိမ်ပြန်ရောက်လာတဲ့အခါမှာကာမီလာရီတို့တိုက်ခန်းတကားအနှဲငယ်ပွင့်နေတာကိုတွေ့ရတဲ့အတွက်ချောင်းကြည့်ခဲ့ပါတယ်။အဲ့ဒီအချိန်ကညဦးပိုင်းအချိန်ဖြစ်ပြီးတော့ထွာနီဟာမီးဖိုချောင်ကျမ်းပြင်ပေါ်မှာငိမ်သက်စွာလဲလျောင်းနေတာကိုသူတွေ့မြင်ခဲ့လိုက်ရပါတယ်။သူကတိလိုစိတ်နဲ့အခန်းထဲကိုဝင်သွားပြီးတော့အသက်မဲ့နေတဲ့ထွာနီခန္ဓာကိုယ်ကိုနိုးကြည့်ဖို့ရန်စ조사တဲ့အနေနဲ့ထိတွေ့ကြည့်ပေမဲ့လည်းဘာတုံ့ပြန်မှုမှမရှိခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီနောက်သူကလက်ဆေးပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်။သူဟာကိုယ့်ကိုယ်ပြဿနာတက်မှာကိုစိုးရိမ်တဲ့အတွက်မိနစ်ပိုင်းအကြာမှာတိုက်ခန်းမှာတွေ့ဆုံခဲ့တဲ့ရဲအရာရှိကိုဒီအကြောင်းမပြောပြဖို့ရန်သူရွေးချယ်ခဲ့တာဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။ဒါပေမဲ့အဆိုးရွားဆုံးတပ်တွေထွက်ဆိုချက်ကတော့ထွာနီရဲ့ညီမရင်းဖြစ်ပြီးတော့အဲ့ဒီထွက်ဆိုချိန်မှာအသက်8နှစ်အရွယ်ရှိပြီဖြစ်တဲ့ခါမန်အကီလီနာရဲ့ထွက်ဆိုချက်ပဲဖြစ်ပါတယ်။သူမကအဲ့ဒီနေ့မှာမီးဖိုချောင်မှာရှိတဲ့ခုံတန်းရှည်အောက်မှာထိုင်နေရင်ဖြစ်ပျက်ခဲ့သမျှကိုစောင့်ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနေ့မှာထွန်နီကကျမ်းပြင်တိုက်ဖို့ရန်အခန်းခံထားရကြောင်းသူမကမှတ်မိနေပါတယ်။ထွန်နီကသူ့ရဲ့ဖခင်ဖြစ်သူရဲ့ကရိယာတစားပလာအိတ်ကိုတွေးရှိသွားပြီးတော့သူ့ရဲ့ဖနက်ကိုပြင်ဖို့ရန်အတွက်ကရိယာတစ်ခုကိုယူလိုက်ပါတယ်။ဒါကိုဂျီဂျီယာကသူအလုပ်ခုန်နေတာကိုတတိထားမိသွားပြီးတော့ကင်ခွင့်မပြုတ်ထားတဲ့ကရိယာတွေကိုကင်သွဲတဲ့အတွက်သူ့ကိုစူပူကျိမ်းမောင်းခဲ့ပါတယ်။သူမကကရိယာတွေကိုလူယူလိုက်ပြီးတော့ဒေါရတကြီးနဲ့ထွန်နီကိုတေရီကျိုးနဲ့စတင်ရိုက်နှက်ခဲ့ပါတယ်။ထွန်နီကသူ့ရဲ့မိခင်ရိုက်နှက်နေတာကနေလွတ်မြောက်ဖို့ရန်စ조사ရင်းနဲ့တိုက်ခန်းအပြင်ဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီနောက်မကြာမီမှာပဲသူ့ရဲ့မိခင်ကပျော့ခွေနေတဲ့ထွန်နီကိုလက်မောင်းပေါ်ပွေ့ချပြီးပြန်တက်လာခဲ့ပါတယ်။သူဟာထွန်နီကိုဂရင်ပေါ်မှာလဲသိမ်းလိုက်တာကိုခါမန်ကပြန်လဲပြပြခဲ့ပါတယ်။ပြီးတဲ့နောက်ခါမန်ကိုသူ့အမေကသူ့ရဲ့ပထွေးကိုတငယ်ချင်းတဦးရဲ့အိမ်ကနေတွားခေါ်ဖို့ရန်စေခိုင်းခံခဲ့ရပါတယ်။လီလီပြန်ရောက်လာတဲ့အခါမှာဂျီဂျီယာကထွန်နီကိုတေဆုံးလက်တွေ့ရှိရကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာလီလီကထွန်နီရဲ့ရုပ်လောင်းကိုဂရင်ပေါ်ကနေကျမ်းပြင်ကိုရွှေ့လိုက်တဲ့အချိန်ဂျီဂျီယာကပါမုတ်လီးတဲ့သားတစ်ချောင်းကိုယူနေခဲ့တယ်လို့ဆိုပါတယ်။သူမရဲ့မိဘတွေကအဝတ်အစားတွေလဲလှယ်နေကြတော့ကိုခါမန်ကနောက်ပိုင်းမှာမြင်တွေ့ခဲ့ရပါတယ်။သူတို့ကအဝတ်အစားတစ်တွေကိုလဲလှယ်ဝတ်ဆင်ပြီးတော့သွေးဆွန်းနေတဲ့အဝတ်အစားတွေနဲ့ကရင်ခင်းတွေကိုအဝတ်လျှော်ဆက်တွေကိုထည့်ခဲ့ကြပါတယ်။ဒါအပြင်အဝတ်လျှော်ဆက်ရဲ့ရေထွက်ပေါက်ပိုက်အတွင်းမှာသွေးလို့ယူဆရတဲ့အစာနာတွေကိုပါမှုခင်းစစ်ဆေးပညာတက်တဲ့အထောက်အထားတွေအရတွေ့ရှိခဲ့ရပါတယ်။ဒီလိုနဲ့လီလီနဲ့ဂျီဂျီယာနှစ်ဦးစလုံးကထွာနီကိုတပ်ဖြတ်မှုမှာလုံးဝပါဝင်ပတ်သက်ခြင်းမရှိကြောင်းဆက်လက်ပြီးတော့ညှင်းဆိုခဲ့ကြပါတယ်။ဂျီဂျီယာကလည်းသူမကတနေကုန်အိမ်မှာမရှိနေခဲ့ဘူးဆိုတဲ့မူလထွက်ဆိုချက်ကိုပဲစုပ်ကိုင်ထားခဲ့ပါတယ်။သူမကထွာနီကိုတွားကြည့်ဖို့ရန်သူမဇေခိုင်းခဲ့တဲ့သမီးခါမန်ကအိမ်မှာထွာနီကိုမတွေ့ကြောင်းပြောပြလာတဲ့အချိန်မှသာအိမ်ကိုပြန်ရောက်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်။သူမကမိဖို့ကြောင့်တည်းဝင်သွားတဲ့အချိန်မှာထွာနီကိုတကုံလုံးသွေးတွေနဲ့တွေးခဲ့ရပြီးတော့ငါသားလေးတော့သွားပြီးသူသွေးအိမ်ထဲမှာဖြစ်နေတယ်လို့အော်ဟစ်ငိုယိုပြီးအိမ်ပြင်ကိုပြေးထွက်လာခဲ့တာဆိုပြီးတော့ပြောကြားခဲ့ပါတယ်။လယ်လီကလည်းသူလမ်းလျှောက်လာတဲ့အချိန်မှာဂျီဂျာရဲ့အော်ဟစ်ငိုယိုတံကိုကြားခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်သူကမိဖို့ကြောင့်ကိုပြေးသွားတဲ့အခါမှာထွာနီကိုသွေးအိမ်ထဲမှာတွေးခဲ့ရကြောင်းနဲ့ထွာနီရဲ့တက်ရှင်သေးလားဆိုတာကိုစစ်ဆေးဖို့ရန်ခေါင်းကိုမှားလိုက်တဲ့အခါမှာခေါင်းကပြုတ်ထွက်လာပြီးသူ့လေပင်အလီးခံထားရတာကိုကျွန်တော်တတိထားမိသွားတယ်လို့လယ်လီကပြောကြားခဲ့ပါတယ်။နောက်ဆုံးမှာခါမန်ရဲ့မျက်မြင်သက်သေထွက်ဆိုချက်တွေကလည်းလယ်လီနဲ့ဂျီဂျီယာတို့မှာအပြစ်ရှိကြောင်းဂျူရီလူချင်းမင်းတွေကိုယုံကြည်သွားစေခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကရုံးတင်စစ်ဆေးမှုက18ရက်ကြာမြင့်ခဲ့ပြီးမော်တာသမိုင်းမှာအကြာမြင့်ဆုံးရုံးတင်စစ်ဆေးမှုလည်းဖြစ်ခဲ့ပါတယ်။သူတို့ကအပြစ်မရှိကြောင်းအခိုင်အမာညင်းဆိုခဲ့ပေမဲ့လည်းဂျူရီလူချင်းမင်းတွေကအန်တိုနီထွာနီအကီလီနာတပ်ဖြတ်မှုအတွက်
ဂျီဂျီယာနဲ့လယ်လီတို့နှစ်ဦးစလုံးမှာအပြစ်ရှိကြောင်းတညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုနဲ့လယ်လီကိုအလုတ်ကျန်းတဲ့ထောင်ဒဏ်အနှစ်20ချမှတ်ခဲ့ပြီးတော့ဂျီဂျီယာကိုတော့တေးဒဏ်ချမှတ်ခဲ့ပါတယ်။ဒါပေမဲ့သတင်းပတ်နှစ်ပတ်အကြာမှာဂျီဂျီယာရဲ့ရှေ့နေကအောင်မြင်စွာအယူခံဝင်နိုင်ခဲ့တဲ့အတွက်ကြောင့်သူမရဲ့ပြစ်ဒဏ်ကိုထောင်ဒဏ်တစ်သက်တကြွအဖြစ်လျှော့ပေါ့ပေးခဲ့ပါတယ်။အဲ့ဒါဟာမော်တာပြည်သူတွေအတွက်များစွာတုန်လှုပ်စရာဖြစ်စေခဲ့ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာတော့သူမကထောင်ဒဏ်10နှစ်တာကျခံခဲ့ရပါတယ်။သူမပြန်လည်လွတ်မြောက်လာခဲ့တဲ့အခြေအနေရကိုတော့ဘယ်သူမှထုတ်ပေါ်ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။လွတ်မြောက်လာပြီး33နှစ်အကြာမှာဂျီဂျီကာမီလာတွေကခရစ်ယာန်ဘုရားကျောင်းပိုင်သတင်းစာနဲ့လူတွေ့မေးမြန်းခန်းတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီမှာသူမကအမေတယောက်ကသူ့သားကိုဘယ်လိုလုပ်တတ်နိုင်မှာလဲလို့ဆိုပြီးသူမမှာအပြစ်မရှိကြောင်းကိုဒါဆက်လက်ပြောဆိုခဲ့ပါတယ်။သူမရဲ့ပြောကြားချက်ကိုကိုးကားရရင်ကျမသားလေးကအာဇာနည်တယောက်ပါ။သူဟာသူတော်စင်တစ်ပါးဖြစ်လို့တင်တို့လည်းထပ်တူညီတဲ့ဂျေဇုတော်ကိုရရှိခြင်းနဲ့ဆိုရင်သူ့စီမှာဆွတ်တောင်းမေတ္တာပို့တာကြပါ။ကျမသားကိုဘသူတက်ခဲ့လဲဆိုတာသိရင်တော့ကျမသူ့ကိုခွင့်လွှတ်ဖို့အသင့်ပါပဲ။ကျမသားသူ့ကိုခွင့်မလွှတ်ဘူးဆိုရင်ကျမသားလေးပြန်ရလာမှာမို့လို့လားလို့ဆိုခဲ့ပါတယ်။အဲ့ဒီလူတွေ့မေးမြန်းခန်းပြုတ်လုပ်ချိန်မှာသူမရဲ့အိမ်မှာထွန်နီရဲ့တပ်ပုံများစွာချိတ်ဆွဲထားတာကိုတွေ့ရပါတယ်။အဲ့ဒီတပ်ပုံတွေထဲမှာထွန်နီကကက်သလစ်ဘာသာဝင်တို့ရဲ့အဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ပုံလည်းပါဝင်နေခဲ့ပါတယ်။အဲ့ဒီထွန်နီရဲ့တပ်ပုံကမော်တာနိုင်ငံမှာရှိတဲ့ဒီယမှုရဲ့ပြရုပ်တစ်ခုတစ်ပွဲဖြစ်လာခဲ့ပြီးတော့အဲ့ဒီခေတ်ကာလကိုဖျက်ဆီးခဲ့သူတွေကယနေ့တိုင်မှတ်မိနေကြစေပဲဖြစ်ပါတယ်။ယခုအခါမှာတော့ဒီရက်ဆက်ကြမ်းကြုတ်တဲ့လူတက်မှုကြီးဖြစ်ပွားခဲ့တာဟာအနှစ်60ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပေမဲ့လည်းထွန်နီရဲ့အမှုကမော်တာလူအဖွဲ့အစည်းအတွင်းနှက်ဆိုင်တဲ့ထိတ်လန့်တုန်လှုပ်မှုတွေကိုဖြစ်ပေါ်နေစေပဲဖြစ်ပါတယ်။နှက်နဲ့ဆန်းကျယ်တဲ့အလဲ့အပြောင်းတစ်ခုအနေနဲ့ထွန်နီရဲ့ညီမဖြစ်သူခါမန်ကသူမတရားရုံးမှာထွက်ဆိုခဲ့တဲ့အရာတွေကမူတာဝါဒတွေတာဖြစ်ကြောင်းနဲ့အမှန်တွေမဟုတ်ကြောင်းမဂဇင်းလူတွေ့မေးမြန်းခန်းတစ်ခုမှာဖြေကြားခဲ့ပါတယ်။သူမကထွန်နီကိုမိဖို့ကြောင့်ကျမ်းပြင်မှာတွေ့ခဲ့ရပေမဲ့လည်းရဲကိုမပြောပြခဲ့ဘူးလို့ထွက်ဆိုခဲ့တဲ့အသက်14နှစ်အရွယ်အိမ်နီးချင်းကောင်လေးကိုဒါတရားခံအဖြစ်ဆွဆွဲခဲ့ပါတယ်။ဒီနေ့ခေတ်တိုင်အောင်အခြားဘယ်မိသားစုမှကာမီလာရီတို့ရဲ့အိမ်မှာပြောင်းရွှေ့နေထိုင်ခြင်းမရှိကြဘဲနဲ့ဒီအချက်ကပဲဗလတာမြို့သူမြို့သားတို့ရဲ့အစိတ်ထဲမှာဒီအမှုကိုမမေ့မပြောက်ပဲဆက်လက်ရှိနေစေဖို့ရန်အတွက်တွန်းအားပေးနေတယ်လို့ဖြစ်နေပါတယ်။ဒီလိုနဲ့ဂျီဂျီယာနဲ့လဲလီတို့နှစ်ဦးစလုံးကအလွန်တရာထိတ်လန့်ဖွယ်ကောင်းတဲ့ရာဇဝတ်မှုအတွက်အပြစ်ရှိကြောင်းဆုံးဖြတ်ခြင်းခံခဲ့ရပေမဲ့လည်း1960ပြည့်နှစ်ဩဂုတ်လ23ရက်နေ့ကအသက်8နှစ်အရွယ်ထွာနီအကီလီနာသေဆုံးမှုအတွက်သူတို့မှာတကယ်ပဲတာဝန်ရှိလားဆိုတဲ့မေးခွန်းတွေကယနေ့တိုင်းကြန့်ရှိနေစေပဲဖြစ်ပါတယ်။ဒီမှုခင်ကတော့ဒီလောက်ပါပဲ။ကျွန်တော်ကတော့သူ့မိဘတွေကပဲထွာနီလေးကိုတတ်ခဲ့တယ်လို့ယူဆပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့သားကိုတစ်ချိန်လုံးညှဉ်းပန်းနှိပ်စက်နေခဲ့တာလေသူတို့နှစ်ဦးပဲဖြစ်လို့ပါ။နောက်ပြီးသူ့အမေကသူ့သားကိုရိုက်နှက်ရင်သူ့သားကအပြင်ကိုပြေးထွက်သွားတဲ့အချိန်လေကားကနေပြုတ်ကျပြီးသေသွားတာဖြစ်နိုင်ပါတယ်။ဒါကိုအိမ်ဘေးနားကကလေးကသူ့အမေထွာနီလေးကိုပွေပြီးလေကားပေါ်တက်လာတာကိုတွေ့တယ်ပြောတာကလည်းအဲ့လိုလေကားပေါ်ကနေပြုတ်ကျသွားလို့ပဲဖြစ်နိုင်ပါတယ်။ဆရာဝန်ကလည်းအလောင်းကိုစစ်ဆေးတဲ့အချိန်ကလေးရဲ့လေပင်ကိုဖျက်တဲ့အချိန်မှာအသက်ရှိနေစေလို့ပြောခဲ့တယ်။တကယ်ပဲသူ့အမေတို့ကသေဆုံးသွားပြီလို့ထင်ပြီးတော့သူတို့ကအမှုပတ်မှာဆိုတဲ့အတွက်ကြောင့်မလို့သူတို့အိမ်ကိုတစုံတယောက်ကဝင်ပြီးတော့သူ့သားကိုတတ်သွားတယ်လို့လေပင်ကိုဖျက်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ကျွန်တော်ယူဆတယ်။နောက်ပြီးသူ့သမီးကနောက်ပိုင်းမှာသူ့အကိုကိုတတ်ခဲ့တဲ့သူကသူ့မိဘတွေမဟုတ်ဘဲနဲ့အိမ်ဘေးနားကထွန်နီလဲလျောင်းနေတာကိုလာကြည့်ခဲ့တဲ့အသက်14နှစ်အရွယ်ကောင်လေးကိုလူသက်သမားလို့ပြန်ပြီးပြောင်းလဲဆွဆွဲခဲ့တာကလည်းအသက်ကြီးလာတဲ့သူ့မိဘတွေကိုလူသက်သမားလို့မတတ်မှတ်စေချင်လို့ဖြစ်ကောင်းဖြစ်နိုင်တယ်။နောက်ပြီးဒီအမဲဆက်တွေကသူတို့မိသားစုကနေနောင်လာမဲ့ဆွေစဉ်မျိုးဆက်တွေအထိချင်းချန်နေမှာဆိုတဲ့အတွက်ကြောင့်မလို့ဒီလိုပြောတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တငယ်ချင်းတို့ရောဒီကလေးကိုဘယ်သူတတ်သွားတယ်လို့ထင်လဲ။ comment မှာမှတ်သွားပေးခဲ့ပါအောင်နော်။ဒီမှုခင်းဗီဒီယိုလည်းအားလုံးစိတ်ဝင်စားကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် See you next video. Bye